2026 ခုနှစ်ဧပြီလ20ရက်နေ့အတွက်ရရှိထားတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစီးရေးသတင်းကောင်းတွေများအစီအစဉ်ကိုတင်ဆက်လိုက်ပါရယ်။တနင်္သာရီတိုင်းပလောက်မြို့နယ်မှာစစ်ကောင်စီတပ်ရင်း2ရင်းခလာရ280အမတ309နဲ့ပြည်သူ့စစ်စခန်းတို့ကို KNL ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်10ဦးခန့်သေဆုံးကစခန်းကိုလည်းသိမ်းပိုက်မိရှုခဲ့တယ်လို့ KNL ကထုတ်ပြန်ထားပါရယ်။ရခိုင်ပြည်နယ်ပုံနာကျွန်းမြောက်ဦးကြောက်တော်မြို့နယ်တွေနဲ့ချင်းပြည်နယ်ပလောဝမြို့နယ်တို့မှာရှိတဲ့ပြည်သူနေထိုင်တဲ့နေရာတွေကိုအာဏာသိမ်းစစ်အုပ်စုကဂျက်ဖိုက်တာတွေအသုံးပြုပြီးလှက်ပတ်ဘုံကျဲတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတယ်လို့အာရခတပ်တော် AA ကထုတ်ပြန်ထားပါတယ်။ဧပြီ18ရက်နေ့ကစစ်ကော်မရှင်ထံလက်နက်ချအလင်းဝင်သွားတဲ့15ဦးဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG စကိုင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖကတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲစီကံမလိုက်နာလို့ထုတ်ပယ်ခံရသူတွေဖြစ်ပြီးစစ်ကော်မရှင်ဘက်ကဝါရဖြန့်ထုတ်လွှင့်နေတာဖြစ်တယ်လို့ပလဖဗဟိုပြောရေးဆိုခွင့်ရှိသူက NUG ပြန်ကြားရေး PVTV ကတဆင့်အတိပေးထုတ်ပြန်ထားပါတယ်။အာရခတပ်တော် AA နဲ့တော်လိုင်းရေးတပ်တို့ပိတ်ဆို့တိုက်ခိုက်နေတဲ့မကွေးတိုင်းငဖဲမြို့နယ်နယ်ရီကန်ဗျူဟာစခန်းကိုစစ်ကောင်စီတပ်ကစစ်ကူအင်အားနဲ့ရိတ်ခါဖြည့်တင်းဖို့အခုရက်ပိုင်းအတွင်းအသေးအတန်စူးစမ်းနေတယ်လို့ AAC သတင်းရင်းမြစ်ကသိရပါတယ်။မုံရွာမြို့နယ်မုံရွေးတိုးဂိတ်ကနေစက်ကြီးကောက်ဖို့ထွက်လာတဲ့စစ်ကော်မရှင်တပ်ကိုတော်လိုင်းရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ရာမှာ2ဦးသေဆုံးပြီး3ဦးဒဏ်ရာရတယ်လို့ Brigade Army BHA ကထုတ်ပြန်ထားပါတယ်။မကွေးတိုင်းပေါက်မြို့နယ်တွေကိုစိတ်ဖြူအခြေဆိုင်ကပ္ပစ22ကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေစစ်ကြောင်းထိုးလာတာကြောင့်ဒေသခံ9000ကျော်စစ်ပေးရှောင်နေရတယ်လို့စစ်ပေးရှောင်ကူညီပေးနေသူတွေစီကသိရပါတယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်အတွင်းကအနောက်ဖုံးကန်ဂိတ်နဲ့အင်ပင်ဂိတ်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ခေါ်ဘရာ1တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။